ဇလန်းရဲ့အစမှာလက်မနဆိုတဲ့လူတစ်ယောက်ရှိခဲ့တယ်။သူဟာစီးပွားရေးတွေပြက်ကတ်ဆိုင်ပြီးဘဝပြတ်တော့မဲ့အခြေအနေမှာအမှောင်လောကရဲ့လမ်းညွှန်မှုနဲ့ဆုံးမကြီးတစ်ယောက်စီရောက်သွားခဲ့တယ်။သူဘာလုပ်ခဲ့လဲသိလား။သူချမ်းသာဖို့အတွက်သူ့ရဲ့ဇနီးရင်းကိုမိစ္ဆာစီမှာရစ်ပူဇော်ခဲ့တယ်။အဲ့ဒီအချိန်ကစပြီးသူဟာမတရားချမ်းသာလာခဲ့ပေမဲ့အဲ့ဒီစည်းစိမ်တွေဟာသွေးနဲ့ရင်းထားရတဲ့ကျိန်စာသင့်စည်းစိမ်တွေပဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့လက်မနဟာအကြောင်းရင်းမရှိဘဲရုတ်တရက်လဲကျသွားတယ်။သူ့ရဲ့အရေးပြားတွေဟာအထေးကနေတစ်ခုခုကဝါမြူနေသလိုမျိုးပုတ်ပွားလာပြီးဆေးရုံမှာသေလူမျောပါဖြစ်နေတော့တာပေါ့။ဒါကိုသိလိုက်ရတဲ့သူ့ရဲ့သမီးကြီးအောက်ဖီဟာဖခင်ဖြစ်သူကိုစိတ်နာနေပေမဲ့လည်းအဖြေရှာဖို့အတွက်သူမငယ်ငယ်ကနေခဲ့တဲ့တောထဲကအိမ်ဟောင်းကြီးစီကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအိမ်ဟောင်းကြီးမှာအောက်ဖီတယောက်တည်းမဟုတ်ဘူး။သူမရဲ့မိထွေးလက်မနဲ့မိထွေးပါသားသမီးတွေလည်းရောက်နေကြတယ်။သူတို့ကတော့အိမ်ထဲမှာရွှေတွေငွေတွေရှိမယ်အထင်နဲ့လောဘတက်ပြီးရောက်လာကြတာအိမ်ကြီးကတော့မှောင်မဲပြီးအေးစိတ်လို့တခုခုကသူတို့ကိုစောင့်ကြည့်နေတယ်လို့မျိုးပေါ့အိမ်ထဲမှာရှာဖွေရင်းနဲ့သူတို့ဟာချိတ်ပိတ်ထားတဲ့မြေအောက်ခန်းတကားကြီးတစ်ခုကိုတွေးလိုက်ရတယ်။ဒါကိုမဖွင့်ပါနဲ့လို့အင်းစာရန်တွေနဲ့တားထားပေမဲ့လောဘဇောတက်နေတဲ့မိထွေးဖြစ်သူကအတင်းဖွင့်လိုက်တာပေါ့တကားပွင့်သွားတဲ့ခဏမှာပဲအထဲကနေထွက်လာတာကယတနာတွေမဟုတ်ပဲနှစ်ပေါင်းများစွာပိတ်လောင်ထားတဲ့မိစ္ဆာဆိုးကြီးဖြစ်နေပါတယ်။အဲ့ဒီအချိန်ကစပြီးငရဲကန်းကစောက်ဖွင့်ပြီးပဲမိထွေးလက်မီဟာပထမဆုံးပူးကတ်ခံရပြီးတရေမကြီးလိုဖြစ်သွားတယ်။သူမဟာသူမရဲ့ကိုယ်ပိုင်သားသမီးတွေကိုတောင်ပြန်တက်ဖို့ကြိုးစားတော့တာအိမ်ကြီးဟာလည်းအပြင်ကနေပိတ်သွားပြီးသူတို့အားလုံးဟာမိစ္ဆာရဲ့ကစားကွင်းထဲမှာပိတ်မိသွားကြပါတယ်။အောက်ဖီဟာအိမ်ထဲကမှတ်တမ်းဟောင်းတွေကိုရှာဖွေရင်းနဲ့မှသူ့ဖေလက်မနာဟာသူ့သားသမီးတွေရဲ့ဝိညာဉ်ကိုပါမိစ္ဆာစီမှာအပေါင်ဆုံးရောင်းစားခဲ့တာကိုသိသွားခဲ့တယ်။အခုမိစ္ဆာကသူ့ကြွေးကိုလာတောင်းနေတာပါ။အောက်ဖီဟာသူမရဲ့ညီမငယ်လေးနာရာကိုကာကွယ်ဖို့အတွက်ကြောက်စိတ်ကိုဘေးဖယ်ပြီးမိစ္ဆာနဲ့ထိတ်တိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တဲ့သူမဟာမှောင်မဲနေတဲ့မြေအောက်ခန်းထဲကိုပြန်ဆင်းသွားပြီးဆုံးမကြီးရဲ့ရုပ်အလောင်းကိုမီးရှို့ကျိန်စာကိုချိုးဖျက်ဖို့နောက်ဆုံးအားနဲ့စူးစမ်းခဲ့ရပါတယ်။ပြင်းထန်တဲ့တိုက်ပွဲတွေအပြီးမှာအောက်ဖီနဲ့ညီမလေးနာရာတို့နှစ်ယောက်ပဲဒဏ်ရာတွေနဲ့အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ကျိန်စာကတကယ်ပဲကုံဆုံးသွားပြီလား။လောဘနဲ့စတင်ခဲ့တဲ့ဒီအမှောင်ထုဟာသူတို့နောက်ကိုထပ်ပြီးလိုက်နေအောင်မလားဆိုတာကတော့